MP တခင်းအနေနဲ့ AC လေးပဲတာတိုစာထရိုင်းမှုရရှိတယ်။ Fanny နဲ့ကတော့မလွယ်ဘူးဗျ။ Lancy နဲ့ backline ရောက်ရှိတဲ့ Phobia တက်ဝင်နေတဲ့ Double Four နေတဲ့ backline ပိုင်းမှာတစ်ဖက်ကလည်း first plan နဲ့ Cloy တာတို Zaida ဆက်လက်ပြီးတော့ရရှိတဲ့ AOG နောက်ရှော့ထပ်ပေးခဲ့တဲ့ damage ဆိုတော့တစ်ဖက်ကလည်း AOG နဲ့ပြန်ပြီးလွဲတယ်ဗျ။နှစ်ခုလုံးနောက်မှလည်း MP နဲ့ Unbreak Key ပဲနဲ့ Key ပဲထပ်ပေးခဲ့နောက်မှ Zaida MP တခင်းကိုထပ်ပြီးတော့အဆုံးသတ် Lancy ပြန်ချခဲ့မယ်1 for 3 over Zaida Double Key နဲ့တူဆက်လက်ပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ။ Oh my god ဒီကတော့လည်း fight ထက်ကြည့်ရမယ်ခုလက်ရှိကတွေ့သွားပြီနော်ဇီယွန်နောက်မှာတော့ကျွန်တော်ဒီမတီးလေးလိုက်ပြီးတော့ပို့စားတယ်ဆူနာမီစလန်ဆွဲရခေါ်လိုက်ဘုံမာရီမနဲ့ပြန်တွေ့ရတယ်ဗျာတခါလေးပြတ်ဖို့ကြိုးစားဇိုင်ဒါဇီယွန်တကောင်ကက်လို့ပိုင်းနိုင်နေပဲ killing spree အပါကောဝါလို့ကျန်နေခဲ့တဲ့ကောင်ဂျားရင်းညက်သွားပြီ no way ဒိုစီယာပြန်တောင်းရတယ်ဗျာ hero king နှစ်ကောင်ကြာသွားနေပဲ TNT protein အနေနဲ့တော့ purple buff အပြေပေါ်မှာဒီတစ်ခေါက်ကြတယ်ကိုလည်းသဖာယာလေးပဲပြန်သိမ်းပိုက်လိုက်ရုံပဲဗျာဒီကတော့ကျွန်တော်တို့ဒါဝင်သွားတာPhobiaကတော်လေးကောင်းသွားတယ်เนาะနည်းလေးအသွားလာလေးသင်ယူဖို့တော့လိုမယ်ပြောရင်ဆိုရင်လည်း Cherokee ပြန်ပိုင်းထားသေးတယ် Curious ကိုမထီအောင်ကောင်းတော့ကာကျင်တယ်ဗျဒါပေမဲ့လည်းရတော့မရဘူးဒါပေမဲ့တစ်ဖက်မှာရှိနေခဲ့တဲ့ MP the King ပြန်ချဖို့တော့များသွားပြီလက်ကိုကာကျင်ခဲ့ဒီယိုနေနဲ့လည်း growing one လေးပါလေးတော့ပြန်ပြီးတော့ပါလာဆိုတဲ့အနေထားနောက်မှ EOG တက်ပြီးတော့ပေးထားသေးတယ် flicker လေးပါလေးပြန်ချရတယ်ဗျနောက်မှလည်း Tsunami Slam ပြန်ပြီးတော့သုံးထားသေးတဲ့နောက်မှာတောက်လျှောက်ဆိုလို့ machine gun damage တွေပြန်ပေးနေနေပဲเนาะကျွန်တော်တို့ Zaida အနေနဲ့ကတ်တရုတ်ဝင်ပိုင်းဖို့ရှိနေအောင်မလား TK ပဲပြန်ပေးတယ်ဗျကတ်တရုတ်တွေကြားရမှာလန်ဆူတော်ကမခံတဲ့အနေထားနောက်မှလည်း Crishero ပြန်ပြီးတော့ရောက်လာတဲ့ Rotalite တွေ light side တွေပြန်ပြီးတော့ပြောင်းထားသေးတဲ့နောက်မှာ Benechuti တောက်လျှောက်ဆိုလို့ light ပြစ်နေခဲ့တဲ့ damage တွေကလည်းတော်လီတော့များတယ်ဗျ Yuki တကောင်ပဲပြန်ပြီး trade ထားသေးတယ် Fanny မပြီးသေးဘူးဝင်လာသေးတဲ့အနေထားတစ်ခုမှာ Zaida ဘိုင်ဝမ်နဲ့ခိုက်တဲ့မြာအောင်လဲ second tower ကတော့ပုံမှန်တိုင်းလေးပဲချက်ပေးရမယ်ဆိုတဲ့အနေထားမျိုးလေးတော့ဖြစ်သွားပြီတစားစီတလန်းချင်းပဲနေမြေတွေချက်ထွင်နေခဲ့တဲ့ခိုက်တဲ့မှာတော့ jungle space တွေအားလုံးက twisted man ph အနေနဲ့ဆုံးရှုံးသွားတယ်နောက်မှလည်း CEO David Double Force နောက်မှလည်း AOG နောက်ရှော့ tag ကိုနေတဲ့ backline နဲ့ strike နဲ့ Smith လေးပဲဒီ passion နောက် MP the King နဲ့ Quashero လေးပြန်ပေးခဲ့ damage ဒီအောက်မှာ god line နဲ့ Zaida ထောက်ထားရနေပဲလက်ဖျားသဖွယ် on နေခဲ့တဲ့ခိုက်တဲ့မှာဒီ lot time နဲ့ဒီ buff time ကိုလည်း TMC ပဲဆက်ပြီးတော့တိမ့်ပိုက်ထားပါဦးမယ်သူတို့ဒီ mega passive ရှိလေးပါလိမ့်များရမလားဆိုပြီးတော့စူးစမ်းအထုတ်မှုတွေတော့စပြီးတော့လှုပ်လာတယ်နောက်မှလည်း AOG တက်ပြတွဲထားသေးတယ်နောက်မှ Embrace ပဲတောက်လျှောက်ဆိုလိုပဲ Tsunami Slam Titan Strike ပြန်ပြီးရဲ့နောက်မှာမရတော့ဘူးကြာ mega MB ပြဒီတိုင်းဆိုရင်တော့ techno ပြင်းဝင်မယ်ပြီးသွား Benechuti level တက်မယ်အဲ့တော့ပွဲတစ်ခါနဲ့ MB ကိုသူတို့နောက်ထပ်တစ်ဆင့်ကိုထပ်သွားဖို့တော့ကြည့်ရမယ်လက်ရှိကလည်းကျွန်တော်ဒါ minion အနေနဲ့ပြန်တိုက်ထားတယ်ပေါ့နော် minute 40အော် second 40ကျွန်တော်ဒါ minion ထွက်လာတယ်3 wave နဲ့သူတို့ပြန်ရှင်းထားတယ်အဲ့မဲ့တော့မပြီးသေးဘူးအထဲထဲဝင်တော့မယ်ဟေးနော် flicker down ဝင်မှာ AOG right channel လေးပဲပြန်ဝင်လာတယ်ဗျအဲ့မှာ Benechuti cello pad တစ်ချက်နဲ့ပြန်ထောက်ထားနေပြီ Crystal Throne တော့သူတို့ရိုက်ချိုးနေပြီ K number 5 TNT protein နေတော့နိုင်ရရှိလို့သွားခဲ့ရွေးဖြစ်ပါတယ်ဒီတိုင်းပြီးသွားတယ်ဒီတိုင်းကိုပြီးသွားတယ်ဒီလိုပဲ